ညာကြီးမိုးချုပ်ချိန်မှာလေးလုံးကကြောင်းကိုရောက်လာပြီးကြောင်းလေးကိုခိုးဝင်မှုလုပ်နေပါတယ်တယောက်တည်းဖိန်တော်အောင်ကြောက်နေပေမဲ့လည်းယောက်ျားဆိုတာဘာရှိရရင်ညာရှိရရင်လုံနေပြီးကြောက်ခါဖို့လုံနေတဲ့အချိန်မှာပဲအတန်ကြားလိုက်ရတာကြောင့်လက်ပြီးခွေးကြသွားပါတယ်နောက်လာတာကတော့စစ်စလူးမှဖြစ်ပြီးဒါပိုင်းနေကြီးလိုမှုလို့ပြောနေပါတယ်လေးလုံးကလည်းစောင်းမေးကြံလဲလို့ပြောနေတဲ့အချိန်မှာပဲချန်ကြီးကိုကြောနေပါပြီသူလည်းတခုခုမေးကြံလဲလို့ဆိုတာလေးလုံးကအတူတူသွားမယ်လို့ပြောလိုက်ပေမဲ့လည်းတရားကိုအားကစားစတူကန်နဲ့ငါ့ကိုခေါ်သွားပြီးဘာလို့မှမတည်ဘူးဆိုတာထင်ကြီးအားထင်းနေပါတယ်ဟာအားကစားစတူကန်ကြောင့်ငါတခုမှမပြောပါဘူးနော်ဒီလိုနဲ့နှစ်ယောက်ကကိုက်နေတဲ့အချိန်မှာပဲចောင်းဆိုတာချစ်ော်တဲ့မဟုတ်ဘူးနော်ဟိကောင်ကြီးဆိုတဲ့အတန်းကြောင့်နှစ်ယောက်သားလည်းခွေးကြသွားပါတယ်ဆရာစာကားရောက်လာကဟိအောင်ကြီးចောင်းမှာအဲ့လိုလုံးလို့မရဘူးလို့ပြောနေကလေးလုံးကလည်းရိုးသားကျူးသားဖိုးသားလေးဆိုတော့မဟုတ်ဘူးလို့ပြောနေပါတယ်တရားတစ်ခုစီမေးကြံခဲ့လို့ចောင်းကို၃ယောက်သားဝင်သွားပါတယ်တကားကိုစောပင်းလိုက်တော့ကြောက်စရာအမှုတက်တွေနဲ့သူတိတ်ဆိတ်နေကလေးလုံးကကြောက်နေပေမဲ့လည်းဆရာစာကားကငါ့လိုသဘောကျပါတယ်ဘာလို့လဲဆိုတော့ငါ့ရဲ့မွေးရမြေလိုပဲစိတ်နှလုံးအေးချမ်းသွားစေတယ်လို့ပြောနေကဆက်ဆက်လူမဟိုမှာလူတစ်ယောက်ရှိတယ်ဆိုတာကြောင့်၃ယောက်ကလမ်းပြန်ကုန်ပါတယ်ကိုစနာကြီးဖြစ်နေကဆရာစာကားလည်းတီးတာပဲတက်လမ်းကြအောင်ဆောင်လာဆိုပြီးရှောက်ပေါ်ကရှေ့ဆက်သွားကြပါတယ်။တွားနေနေပဲလေးလုံးကကျင်မအထက်တန်းကျောင်းရဲ့လှုပ်ဝက်ဆန်းရ9မျိုးရှိတယ်ဆိုတာထပေါက်လာပါတယ်။လှုပ်ဝက်ဆန်းရ9မျိုးဆိုတာဇလတ်9ပုတ်ရှိတယ်။အဲ့ဒီအထက်ကတကူကဝင်းတဲ့အခန်းထဲရလို့ပြောနေတဲ့အချိန်မှာပဲပါဇက်ကိုဆရာစာကားကပိတ်လိုက်ရောတောက်ပူတွေမကြားချင်ဘူးဆိုတာကြောင့်လေးလုံးလည်းကြောက်နေတာလားဆိုတာကြောင့်နှစ်ယောက်သားလည်းရန်ထဖြစ်ကုန်ကြပါတယ်။ဆရာစာကားလည်းမကြောက်ဘူးမင်းရဲ့တမိုင်းကျောင်း9မျိုးကိုပြောပြဆိုတာကြောင့်လေးလုံးလည်းလှုပ်ဝက်ဆန်းရ9မျိုးလို့ပြန်ပြောလိုက်ရပါတယ်။ညင်းတဲ့အချိန်ဆိုဝင်တဲ့ခန်းထဲမှာလူတွေမရှိတော့ဘူးလေ။အဲ့ဒီခန်းထဲမှာငိုးတန်းလိုကြီးတန်းလိုအတန်းတွေကြားနေရတယ်။လွန်ခဲ့တဲ့10နှစ်တုန်းကတောက်ဖက်တွေအနိုင်ကျင့်တာခံရပြီးအဆုံးစီရင်သွားတဲ့ဆရာရဲ့ဝင်းကြီးဖြစ်မယ်ထင်တယ်လို့လေးလုံးကပြောနေကဆရာစာကားဆက်စီဩဇာနေလာတုံးလိုက်တာလို့ပြောနေကတကယ်တမ်းချွေးပြန်နေပြီးကြောက်နေကစကားတွေလည်းကိုရောက်ပြီးရောက်ဖြစ်နေပြီးကောလာဟာလာတွေလို့ပြောနေပါတယ်အဲ့ဒီချိန်မှာပဲညီးတန်လိုတက်တဲ့အတန်လေးကြားလိုက်ရတာကြောင့်တော့ကလည်းလက်ပြန်ကုန်ပါတယ်ဆက်စလူးမှတကားကိုဖွင့်လိုက်တော့လန့်သွားပြီမယ်တေးချာကြည့်လိုက်တဲ့အခါမှာတမိုင်းဆရာဖြစ်နေပါတယ်လေကောင်းဖြစ်နေလို့စီးလိမ့်နေတာပါဘာလဲကောနားလို့တေတော့မလို့ပဲကွာလေကောင်းမိပါမတိအောင်လှုပ်ထားတာလေအဲ့ဒါကြောင့်လေးစီးဝင်တဲ့ခန်းထဲမှာပွဲပေါ်မှာထားတာဟောကြောက်လွန်သွားရင်တောင်းပွဲပါလေကွာဆိုတာကြောင့်ဆရာစာကားလည်းဖိန်ကိုပိတ်ကန်လိုက်ပါတယ်ဆက်ကြောက်လိုင်းနဲ့ပဲလေးလုံးကတိုက်ဆိုင်တာမှာ6မျိုးကျန်သေးတယ်ဆိုကလူသူမရှိတဲ့စာသင်ခန်းတွေက1000မီတာပေါ့ဆိုကဆရာစာကားလည်း1000မီတာတို့ရက်ရွတ်တာတို့ကိုယူဆဘူးပြောနေပါတယ်အခန်းရှိရောက်တော့တကားကိုဖွင့်မလို့လုပ်ပေမဲ့လည်းမပွင့်ရဖြစ်နေကမင်းပဲလုပ်လိုက်တော့ကွာလေးလုံးကကြောက်နေကအကူကြီးတောင်းနေပေမဲ့လည်းကူညီချင်ပါတယ်ကွာဒါပေမဲ့တရားမိုက်တဲ့စာသားတွေခေါင်းနဲ့ရုပ်ရည်ပေါ်လာလို့အိမ်ပြန်ချရေးမှာဖြစ်မယ်ဆိုကဆက်စလူးမကလည်းယူငါတို့မှလုံးဆရာရှိတာအခုနင်းဆိုတာကချက်ပူသွားကျင်နေဆိုလဲသွားလိုက်ပေါ့အခုဘက်တီရွတ်နေတာကြောင့်လေးလုံးလေးတင်းနေပါတယ်သူလည်းအတူလိုက်ခဲ့လို့ခေါ်ကတကားကိုဆွဲဖွင့်လိုက်ပါလေတွေးလိုက်ရတာတော့တရင်မပွဲနဲ့ဖိနိုင်ကိုမျက်ခွင့်နဲ့ပုတ်နေတဲ့နှာဘူးပဲလေးပါဟီငါခရလေးထိုင်ထားတဲ့ထိုင်ကိုလေးဒါနဲ့ပဲအတီးခံလိုက်ရပါတယ်ဟောလာလေးတယောက်ကပါဇက်ကပြန်စင်းလို့ပြောနေပြီးကြောင်းအောင်မှုတန်းကိုတက်သွားပါတယ်ဆရာစာကားတရေလို့ထင်းနေတာဟာမဟုတ်ပဲနှာဘူးတကောင်ဖြစ်နေတယ်လို့ပြောကကျန်ခဲ့တာတွေယူပြီးပြီဆိုတော့ပြန်ကြအောင်လို့ပြောနေပါတယ်ဆက်ဆက်လူးမလည်းမပြန်သေးဘူးကျန်တဲ့လှုပ်ဝက်ချက်၅မျိုးကိုဖော်ထုတ်အောင်နဲ့ရင်မချက်ကြီးကြပါဆိုပြီးတော့ခုနကရက်ရုပ်နေတာသူမဟုတ်တဲ့အတိုင်းပဲထပြောနေပါတယ်ဆရာစာကားလည်းနိုးလို့ပြောလိုက်ပါတယ်ဒီတော့၅မျိုးလေးကတမျိုးကတဘာလို့ဖြစ်နိုင်နေတော့ဆရာစာကားလည်းမဟုတ်ဘူးလောင်းရဲတယ်ဆိုတာကြောင့်ဆက်ဆက်လူးမလည်းစပိုင်စီသုံးလို့ဝဲကျွေးရမယ်သူချောင်းသွားရင်ဆရာစာကားရဲ့ချမ်းစောင်းတော့ဝက်ဆိုင်မယ်လို့ပြောလိုက်ပြီးလောင်းလိုက်ပါတယ်လေးလုံးကလည်းကျွန်တော်မပါတော့ဘူးလို့ပြောလိုက်တော့မိမိဖင်ရပြီးလှုပ်ဝက်ဆန်းချက်9မျိုးလို့ပြောတာလေမရဘူးပါမယ်လို့ပြောနေပါတယ်နောက်တစ်ခုကတော့ဂီတာခန်းထဲကကြောချမ်းစရာစံတရားတန်မှာဂီတာခန်းထဲရောက်တော့ညာကြီးလက်ကမြင့်နေတဲ့နှာကောင်ပါနောက်တစ်ခုကတော့ easy ခန်းထဲကကြောချမ်းစရာအောင်လဲမော်စရာပါ easy ခန်းထဲရောက်တော့ echo နဲ့ရင်းနဲ့ပေါင်းစပ်နေတဲ့ကမ္မစီကြောင်းတစ်ကောင်ပါနောက်တစ်ခုကအာကစားခန်းနောက်ကကြောချမ်းစရာလူတယ်သမားပါအာကစားခန်းထဲရောက်တော့မဟာကစားဘောင်လွှမ်းရမယ်ဆိုပြီးလေးကျင်နေတဲ့ကျောင်းသားလေးတစ်ယောက်ပါဆရာစာကားလည်းအိမ်ပြန်လုံးရပါလို့ပြောနေရပါတယ်နောက်တစ်ခုကတော့တရိတ်ဆန်များရှိတဲ့နေရာကြောချမ်းစရာသရဝါကြီးဆိုတာမမရဲ့မောင်လေးဖြစ်နေပါတယ်နောက်ဆုံးတစ်ခုကတော့ခေါင်းမိုးပေါ်ကြောချမ်းစရာတရေကောင်လေးပါခေါင်းမိုးပေါ်တက်ကြည့်လိုက်တော့3ယောက်သားတရေဆိုတာထောက်အောင်ပါတယ်တရေမိုးပဲနဲ့ခုနကခေါင်းမိုးပေါ်တက်သွားတဲ့ကျောင်းသားလေးပါကျောင်းသားလေးကခေါင်းမိုးပေါ်တက်လာရင်ခုံချလိုက်မယ်လို့ပြောနေပါတယ်ဆရာစာကားလည်းလောင်းတာတူနိုင်တယ်လို့ပြောနေပါတယ်ဟဲ့လူဟိုမှာတင်းအောင်ကြံစီနေရလေးမတားတော့ဘူးလားအေးကြည့်ပါလေကွာဆရာစာကားလည်းကျောင်းသားလေးကိုပူတက်တင်ဂျပန်9ရောက်နဲ့9ကခဲမယ်ဆိုတာကြောင့်ကျောင်းသားလေးလည်းပြန်ဆင်းလိုက်ပါတယ်နောက်ဆုံးမှာတော့ကျောင်းသားလေးအသက်ကိုကယ်နိုင်နေတယ်ဒီပန်းလည်းပြီးဆုံးသွားပါတယ်ကျေးဇူးအားပေးတော့ကျေးဇူးပါခင်ဗျာ